1994မှာမြောက်ဒီမှာမတ်တဲချစ်တီတရားဆိုတာလည်းမရှိသေးဘူးထိုင်းနာနေပြီးတော့တက်စစ်မီးမရှိသေးအရင်ကထိုင်းနဲ့မြန်မာနဲ့ဆိုရင်နေမှုစင်နာဆိုလို့ရှိရင်လုံးဝကွာခြားတဲ့ပုံစံမျိုးကြီးတိုးနေတာတော့ပဲရှိသေးတယ်။ဘာပစ္စည်းထားတာမပြောက်ဘူးအိမ်နဲ့တကားမရှိတာမရှိဆိုတဲ့အချိန်မျိုးရှိတယ်။မပြည့်မျိုးတာကလည်းလို့ရှိရင်ရောက်ရရမ်းနေလို့ကောင်းတဲ့ချိန်ပေါ့။အခုတရှိအချိန်နေနဲ့ဆိုရင်တော့အများကြီးကွာခြားသွားပြီပေါ့နော်။နောက်ရတဲ့နကိုင်နေကြီးဆိုတဲ့နေမြကြီးလို့ဖြစ်လာပြီးတော့တဲ့နကိုင်နာလို့ရှိရင်အမြင်ကင်းတယ်ဘယ်သူမှပါမလုပ်ရဘူး။တောင်းကားပိုင်းနေလဲထောင်ရတယ်လုံးချင်တာလုပ်လို့ရတယ်ဆိုတဲ့ပုံစံမျိုးကြီးဖြစ်လာတယ်ပေါ့နော်။တောင်းကားပေါ်လာတယ်ဆိုတာကြီးကြီးမားမားတော့မဟုတ်ဘူးပေါ့။ဒီအင်္ဂလိပ်ဝိုင်းလေးတွေပါလေးတွေအဲ့ရစအားလုံးကဒီဇာဝင်းသွားကြတယ်ဆန်ကုန်ဝိုင်းကိုကြတယ်လူကြတယ်ပေါ့အဲ့ဒီကနေစပြီးတော့ရောက်ရစပြီးတော့ပြည့်စည်ရပေါ့အိမ်လေးချက်ပတ်မှုကအိမ်နီးနားချင်းမှလည်းဖြစ်နေတာကိုမျက်စိနဲ့မြင်တယ်နားနဲ့ကြားသလိုမျိုးတော်တော်များများကကိုယ့်စီကိုတိုက်ရိုက်လာပြီးတော့ရင်ဖွင့်လာရှိတယ်ဘယ်လိုလုပ်ရမလဲဆိုပြီးတော့ကိုကြီးလက်တောင်းလို့ဖြည့်ရှင်းပေးခဲ့ရတဲ့ပြဿနာပေါင်းလည်းတော်တော်များများရှိတယ်ပေါ့နော်ယောက်ျားသားရွေးမှုပေါ့ချုပ်မိန်းကလေးတွေလည်းပါတော့ပေါ့လောင်းသားတွေကြောင့်လုံငွေပုံမှန်ဝင်တဲ့ခါကျတော့သူတို့တွေဝင်ငွေကပုံမှန်လည်းမရှိလာတဲ့ခါကျတော့စီးပွားရေးအဆင်မပြေမှုတွေဖြစ်လာတယ်စီးပွားရေးအဆင်မပြေမှုဖြစ်လာပြီဆိုတော့အိမ်တွင်းပြိပခဖြစ်ပြီးဖြစ်လာတဲ့ခါကျရင်အိမ်တွင်းချက်ပတ်မှုကတွဲပြီးပါလာတာပေါ့ဒီရနနာကကောင်းရင်ချားကနေမျောလာတဲ့ကလေးလောင်းတစ်လောင်းရှိတယ်ဟိုဒီတွေ့တာတော့မဟုတ်ဘူးနော်ထိုင်းဘက်ကစစ်သားတွေကတွေ့သွားတယ်ဆိုအဲ့ဒီမှာကလေးကဘယ်ဒီမှာကလေးစားနေပါတယ်ဘာမှမရှိတော့မျောလာတာကမြောက်ရီမျိုးရဲ့တောင်ဘက်ပေါ့နော်တွေ့တာကမက်ခုကင်းဘက်မှာတွေ့ရအဲ့ဒီပေါ်ဘက်ကဒီတောင်ရင်မြေယူတစ်လျှောက်ပေါ့ဒီရက်ွက်ထဲမှာလားဒီဥဆိုင်ကြီးကလည်းဒီရက်ွက်ထဲမှာပဲဒီကလေးတွေကလည်းဒီရက်ွက်ထဲမှာပဲတရုတ်ကအတူတူကတောင်းတော့မယ်ဆိုတဲ့အချိန်ကျတော့သူတို့ရဲ့ကောင်းကံလို့ပဲပြောမှာပေါ့ဒီကျက်ပေါ့နော်ဒီဩဇာအာဏာရှိတယ်ပေါ့အဲဩဇာအာဏာရှိတဲ့လူကဒီကလေးကိုလည်းသူ့ကလေးရဲ့မိဘစီကိုတော့ပြောခိုင်းတာကလေးရဲ့မိဘကလည်းလက်ခံလာတာပေါ့390နဲ့အဲ့တော့ကမလေးငယ်ငယ်လေးပဲရှိတယ်16နှစ်ပေါ့သူမိဘလည်းဆိုတော့စင်စင်ရဲရဲပဲတဘောသူတော့ဆိုတဲ့ပုံစံမျိုးที่ဖြစ်လာပြီးတော့ရက်ွက်ရုံးမှာလက်မှတ်ထိုးမယ်ပါမယ်တော့ဖြစ်လာနောက်ပြီးဆုံးရက်ွက်အုပ်ချုပ်ရေးကလည်းလက်မှတ်မထိုးရဘူးကျွန်တော်တို့ဆိုလို့ရှိရင်အကုန်လုံးတစ်ဖက်ကဝိုင်းပြီးတော့သူကြက်လိုက်တဲ့ခါကျတော့အဲ့တော့မှမယူပြတာမယူပြတဲ့နဲ့အကောက်အစ်စ်နဲ့မဟုတ်ဘဲနဲ့သတိထားဖို့ဒီလိုအောင်စားတာတော့တော့မှလိုက်မို့အတင်ခံရတဲ့အဲ့ချိန်အဲ့တော့ပြတ်သွားပြီးတော့နောက်ထပ်ထားမျိုးဖြစ်လို့ရှိရင်ကျွန်တော်ဆိုလို့ဆိုနေကျွန်တော်တို့ဥပဒေရသွားမယ်ပေါ့အဲ့ဒီလိုမျိုးစတူဒီပါတွေကိုတော့ရှင်းပြခဲ့တယ်အဲ့ဒါတွေက၄ရက်လောက်ရှိတယ်လက်အုပ်လို့ရတဲ့လက်နက်မိတော့ကျွန်တော်တို့အုပ်ခဲ့ရတယ်ဒါပေမဲ့လက်နက်မမိပဲနဲ့ဖြစ်သွားခဲ့တာတွေလည်းအများကြီးရှိတယ်ဒီကနေတော့တာသမီးကိုဒီကုန်းကူတဲ့အပြင်မျိုးနဲ့ရောင်းစားတဲ့ဆိုတဲ့စကားလုံးကျွန်တော်ပြောနေဘူးအဲ့ဒါလည်းဘယ်စားလဲဆိုတော့ကေးရဆိုင်စကွေးတို့ဘာလို့ပုံစံမျိုးနဲ့စကွေးတို့လုပ်တဲ့စီကိုဒီကနေပါအားလိုက်တယ်စားပြီးတော့ဆိုင်ရှင်တွေကနေ6လစာယူလာတယ် KTV ဆိုလည်းဖိတ်ချင်နေမျိုးတွေအများကြီးရှိခဲ့တယ်အဲဒီကာစီနိုမှာရှိနေတဲ့ KTV ကြတော့နိုင်ငံပေါင်းစုံရှိတယ်ထိုင်ဝမ်တရုတ်ဟိုင်းအများကြီးပေါ့နော်မလေးလည်းရှိတယ်ဒါတွေကသူ့ရင်ကြည့်မှုရမကောင်းဘူးထုံးနှံစင်လာရမကောင်းဘူးဆိုတာစားထဲမှာပဲရှိတော့တာလေလောက်တဲ့ကရင်တွေလည်းလုံနေကြတာပဲဒီကလည်းတော်တော်ကြောက်နေရတယ်လည်းနဲ့ကြိုက်ဆိုရင်ဒီလူလေးကိုအကြောက်ရနဲ့အုပ်ချုပ်လို့ပဲသူတို့အရင်ကောင်းလာတာလို့ကျွန်တော်တို့မြင်ဒီကျင်းမှာလည်းမျိုးကြီးတက်ဖွဲ့ဝင်နေရှိတယ်ဒီကနေ့မှာလည်းမျိုးကြီးတက်ဖွဲ့ဝင်နေရှိတယ်သူတို့ကျတော့သူတို့ကိုယ်တိုင်ကဝင်လာဆိုတော့စီဝါရေးလုံးမယ်ဆိုလို့ရှိရင်အပွဲအစီအကူရဲ့ကာဘာကရှိမှလုပ်လို့ရတယ်အဲကြောင့်မို့သူတို့ဝင်ရတယ်ဒါကြီးကိုစန့်ကျင်မှုဆိုတာကပြည်သူလေစန့်ကျင်လို့မှမရဲတာမနစ်သက်တာတော့မနစ်သက်ကြဘူးလေမနစ်သက်တာတော့ပြည်သူတရားရှိတရားလုံးဝမနစ်သက်ဘူးရက်ရက်ဖွဲ့စည်းမှာဒီချိန်မှာအာကိုလို့မရဒီချိန်မှာမဟုတ်ဘူးဒီအာဏာမသိငင်လွန်ခဲ့တဲ့နှစ်တည်းအိမ်ရင်းချမ်းမှုနဲ့ပတ်သက်ပြီးတော့သူတို့စီကိုကောင်းကွယ်ပြီးတော့လက်တံတရရဲနဲ့ရောက်သွားတယ်မျိုးသမီးတယောက်ကိုသူတို့အကောက်ကိုမပေးနိုင်ဘူးအဲ့ဒီမှာဒီရဲစကောင်ရောက်ရဲရတယ်အဲ့ယောက်ျားကဘသူမိန်းမဘသူပါညာမေးတာကြတော့ယောက်ျားကဖွဲ့စည်းရဖြစ်နေရဲလည်းမဖြစ်ပြီးနဲ့ရဲလည်းကပါမပေးနိုင်ဘူးဒီနေ့ကဖွဲ့စည်းတစ်ခုခုဖြစ်နေဘာပဲလို့လို့ရတယ်ဆိုတဲ့ပုံစံမျိုးကြီးသူဖြစ်တယ်မျိုးပေါ့တဲ့ဖွဲ့စည်းမှမျိုးသမီးတွေဘက်ကကာပေးမယ်ဆိုတာရှိလို့မရှိဘူး